ယခုလောဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့လိုင်းသားရအဲ့ဒီတဲ့ဆက်ယုံမှာနေစားကကျပ်1200သို့တိုးမြင့်ပေးလိုက်ပြီးဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ရန်ကုန်မြို့ချမ်းရီဆက်ယုံတွင်တနေ့လိုအားကကျပ်1200သို့တိုးမြင့်ပေးလိုက်ပြီးဟုသိရှိရပါတယ်။နှစ်ဒေါ်လာခွဲနဲ့ညီမျှသောထိုပမာဏကနေ့စဉ်ရရှိရေးအတွက်အလုပ်သမားတို့၄ရက်ကြာဆန္ဒပြခဲ့ကြရပါတယ်။ကမ္ဘာကျော်မန္တလေးတစ်ခုဖြစ်သောအဲ့ဒီတဲ့ဖနက်များချုပ်လို့သည့်ရန်ကုန်မြို့လိုင်းသားရဆက်မှုဆောင်ရှိချမ်းရီဆက်ယုံမှာအလုပ်သမားများကလောက်ခလာသာတိုးမြင့်ပေးရန်ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက်တရက်လောက်ခလာသာကျပ်1200သို့တိုးမြင့်သတ်မှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်။ထောင်ထဲချီသောအလုပ်သမားများကမေလ15ရက်နေ့မှစတင်၍လုပ်ငန်းခွင်ဝင်ကြတော့ပဲလောက်ခလာသာတိုးမြင့်ပေးရေးအတွက်စက်ရုံဝင်းအတွင်းဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ထို့နောက်အလုပ်ရှင်နဲ့အလုပ်သမားများကြားအချိန်ချင်းညှိနှိုင်းခဲ့ကြကဆန္ဒပြတောင်းဆိုမှု၄ရက်မြောက်နေ့မေလ20ရက်နေ့ညနေပိုင်းမှာအလုပ်ရှင်ဘက်ကအလုပ်သမားတို့တောင်းဆိုချက်အားလုံးကိုလိုက်လျောပေးခဲ့သည်ဟုထိုစက်ရုံမှဆန္ဒပြအလုပ်သမားများကပြောဆိုပါတယ်။အလုပ်သမားများအထူးတောင်းဆိုသောအချက်မှာတရက်လောက်ကကျပ်9200ထောက်ပံ့ကြီးကျပ်2000စုစုပေါင်းကျပ်9200မှအမေရိကန်ဒေါ်လာ$2ခွဲနဲ့ညီမျှသောကျပ်1200သို့တိုးမြင့်ပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ယခုအခါအလုပ်ရှင်ဘက်ကတရက်လောက်ကိုကျပ်9800သို့တိုးမြင့်ပေးခဲ့ပြီးအစိုးရထောက်ပံ့ကြီးကျပ်2000စက်ရုံဘက်ကထောက်ပံ့ကြီးကျပ်3800သို့တိုးမြင့်ပေးခဲ့ပါတယ်။ထို့ကြောင့်အလုပ်သမားများအတွက်တရက်လောက်လာစားဖြစ်သည့်ကျပ်11600ဖြစ်သွားပြီးရခိုင်ကလေးကစက်ရုံဘက်ကထောက်ပံ့ပေးနေသည့်အစားအသောက်စရိတ်ကျပ်400ထပ်ပေါင်းမှာကတရက်လောက်ကကျပ်1200ရရှိခဲ့ခြင်းဖြစ်ပါတယ်။ရခိုင်လောက်ကလာစားဖြင့်အလုပ်သမားများ၏တလဝင်ငွေသည်ကျပ်3သိန်းကျော်သာရရှိနေကြပြီးကုန်စည်နှုန်းနှင့်နေထိုင်စရိတ်တို့မြင့်တက်လာမှုကြောင့်အလုပ်သမားများအခက်အခဲဖြစ်လာသည်ဟုစက်ရုံအလုပ်သမားတို့ကဆိုပါတယ်။ကျွန်တော်တို့ရဲ့အဲ့ဒီအခက်အခဲတွေကိုဘယ်လိုမှရင်ဆိုင်နိုင်တဲ့အင်အားမရှိတော့လို့အခုလိုဝန်ထမ်းတွေအားလုံးစုပေါင်းပြီးတောင်းဆိုလိုက်ရတာဖြစ်ပါတယ်လို့သူကပြောဆိုခဲ့ပါတယ်။ဆိုင်စက်ရုံတွင်အလုပ်သမား6000ကျော်အထိရှိပြီးအများစုမှာအမျိုးသမီးများဖြစ်ကြပါတယ်။ယခုဆန္ဒပြတောင်းဆိုမှုကိုအလုပ်သမား3ပုံ2ပုံအထိပါဝင်တောင်းဆိုခဲ့ကြသည်ဟုလည်းထိုစက်ရုံအလုပ်သမားများကပြောပါတယ်။ထိုစက်ရုံအတွင်းဆန္ဒပြတောင်းဆိုမှုဖြစ်နေစဉ်စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းရှိန်သည်လည်းမေလ19ရက်နေ့နံနက်ပိုင်းတွင်ရောက်ရှိလာခဲ့ပြီးစက်ရုံအလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ချန်ရီစက်ရုံသည်အလုပ်သမားများကိုလောက်ခလာသာတိုးမြင့်ပေးခြင်းအပြင်အလုပ်သမားများဘက်ကတောင်းဆိုသောရက်မှန်ကြေးလုပ်တဲ့စုကြေးပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြသောအလုပ်သမားများနှင့်အလုပ်သမားကိုယ်စားလှယ်များကိုအလုပ်ထုတ်ပယ်ခြင်းယာရူးချခြင်းလစာလျှော့ခြင်းဌာနပြောင်းရွှေ့ခြင်းများမလုပ်ရန်သဘောတူခဲ့ကြသည်ဟုလည်းသိရှိရပါတယ်ခင်ဗျာ။